blind box unboxing video လေးလုပ်မှာဖြစ်ပါတယ်တန်အဲ့တော့တူရင်ခုံစွာနဲ့ထောင်းလိုက်ကြရအောင်ရထားတဲ့ blind box လေးကတော့ cute rabbit လေးဖြစ်ပါတယ်ဒီ blind box စတော့မယ်ဆိုရင်အရင်ဆုံးပေါ့နော်ကိုကဘာလို့လုပ်ချင်လဲဘာလို့မချင်လဲဆိုတာအရင်ဆုံးပြပြလေးရှိပေါ့နော်အဲ့ဒါလေးအရင်ဆုံးလုပ်ရအောင်ဒီမှာတော့အနေနဲ့ကအကုန်လုံးချစ်ဖို့ကောင်းတယ်ပေါ့နော်ဒီမှာပါတဲ့ဟာတွေအကုန်လုံးကဘုံကချစ်ဖို့ကောင်းတယ်အဲ့ဒီဟာမှာအကြိုက်ဆုံးပေါ့နော်အကြိုက်ဆုံးဘယ်လိုရောင်းနေကြလဲဆိုတော့ပန်းရောင်ကြိုက်တယ်အပြာကြိုက်တယ်ခရမ်းလေးလည်းကြိုက်တယ်ဒီအပေါ်ကတောင်ခုလည်းချစ်စရာလေးပေါ့နော်အဲ့တော့အကုန်လုံးကြိုက်နေရဆိုတော့မလို့ချင်းဆုံးတစ်ခုပြောလိုက်မယ်ပေါ့နော်မလို့ချင်းဆုံးတစ်ခုကဒီဟာလေးမကြိုက်ဘူးပေါ့နော်ဒီအရောင်ကနည်းနည်းမှိန်လို့လေဒီရောင်လေးတော့မကြိုက်ဘူးကျန်တာကတော့ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်အဲ့တော့လိုက်ပါစပါပါမယ် Okay Oh my god I'm so excited I'm gonna cut muy nào là cũng không mà không thì đâu phải chiếc tiền đi rồi dài đúng không ok này bao chị chào What the? Cá ở đồng con nào đi là mà lưu chim đấy cái khu dưới rồi mà lưu chim giống bọn nó mà cháy xong cái khu dưới lại chả mình chiều mình thấy xuống anh phải đó mình chiều cho mai càng cao một mình chiều A few moments later. Nhân lòng lìa lại để mình thằng lên trên tòa mà It's okay nó là nguy nào về Okay guys, thanks for watching. Bye.